ချိန်ကာလကတော့ပြောစမ်းထက်တန်းကျောင်းမှာလာပတ်စမီဝဲဖြစ်ရန်73ရက်တာလိုရတဲ့အချိန်ဖြစ်ပါတယ်။ကျောင်းမှာတက်နေတဲ့ရှီဝွန်းဆိုတဲ့ကျောင်းသားကတော့ကျူရှင်လက်တက်ထားတဲ့အေကန်းကကျောင်းသားပြီးစာတွေလည်းအကုန်ကိုပိုင်နေပါပြီ။လမ်းသွားရင်စာဆိုထမင်းစားရင်စာချက်မုံစားစင်းချိန်နောက်တင်ချတွက်နေသူမို့ဆေးကျောင်းမှာဆက်ခွင့်ရဖို့ကလည်းတေချာတလောက်ပဲဖြစ်နေတာပေါ့။မနက်ဆိုလဲကျောင်းကိုအစောကြီးလာပြီးတင်ချရေးထိုင်တွက်နေတဲ့အကျိုးကျေးဇူးကတင်ချပထမစုတောင်ရသွားစေတာပါပဲဒီတော့စပြည့်တီးတန်းကရှီယွန်းကိုနေကြစီတန်းကတစုံတယောက်ကတော့မကြေလဲတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့သူကတော့တတိယစုပဲရလို့ပါတတိယစုပဲရတဲ့သူကတော့စိတ်မြက်ခုံးပဲဖြစ်ပါတယ်စိတ်မြက်ခုံးကကျောင်းမှာလဲတခြားကျောင်းသားတွေကိုဗိုလ်ချတတ်သူပါနေကြစီတန်းကပြီးစပြည့်တီးတန်းကရှီယွန်းကိုစပြီးတော့စိန်ခေါ်နေပါတယ်ဖက်နဲ့ချွတ်ပေါက်လိုက်ပြီးရန်စားလိုက်ပေမဲ့ရှီယွန်းကတော့နောက်တစ်ခါဂယူးဆိုင်ဖို့ပဲပြောလိုက်ပါတယ်ဒါပေမဲ့စိတ်မြက်ခုံးတို့ကတော့ရန်စားချင်နေတာမို့ရန်စားကိုပဲရှာနေတော့တာပါပဲရှီယွန်းပြောလိုက်တဲ့စကားကိုနင်းပြီးထက်ကပြဿနာကိုမဖြစ်အောင်မွေးနေပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ပြဿနာဖြစ်တော့မဲ့အချိန်မှာနောက်ထပ်ပြဿနာတစ်ခုကရောက်ရှိလို့လာပါတယ်အတန်းကြီးစီနီယာတန်းကဘေ့စ်ဘောအသင်းကောင်းဆောင်တယောက်ကသူတို့တန်းထဲကနေကြစီတယောက်ကိုအခွန်နှွားဖို့ရောက်လာတာပါပဲအခွန်နှွားခြင်းရတဲ့အကြောင်းရင်းကတော့သူကြောင်နေတဲ့ကောင်မလေးကိုရှီယွန်းတို့တန်းကနေကြစီကသူ့ကိုကြော်ပြီးခွာဆွားသွားလို့ပါအထက်တန်းကျောင်းသားတွေကအပြင်မှာတကယ်ပဲအဲ့လိုချလာတော့မသိပေမဲ့ကိုရီးယားကားထဲမှာတော့တစ်ချက်မိလိုက်တာနဲ့အုပ်ဆက်အကွဲပုံစံနဲ့ချနေတာပါသူတို့တွေကအများနဲ့တယောက်ချနေကြပြီးနေကြစီကိုအခွန်နှွားမယ်ဆိုပြီးလာခဲ့ပေမဲ့နေကြစီတယောက်ကပဲအကုန်လုံးကိုပြန်ပြီးတော့နှွားပစ်လိုက်ပါတယ်ဒီလိုနဲ့ရန်ပွဲကပြီးဆုံးသွားခဲ့ပါတယ်ပေးရှင်တဲ့ message ကတော့အဲ့ဒီနေကြစီကမခေဘူးဆိုတာပါပဲကျောင်းစင်းလို့အိမ်ရောက်လာတော့တင်ချဆီယာမကပထမရတာကိုအိမ်ကိုဖုံးဆက်ပြီးပြီမို့အိမ်မှာမျက်နှာပန်းလှနေပါပြီအဖေနဲ့အမေကကွဲနေတာလားခွဲနေတာလားမသိတဲ့ရှီယွန်းတို့မိသားစုမှာတော့ YouTube မှာတော့သူ့အမေကပထမရတာကိုတက်ကြွနေတယ်လို့သူ့အဖေကလည်းတငယ်ချင်းတွေကိုဖုံးဆက်ကြွားပြီးကြွေနေပါတယ်နောက်နေ့အားကစားချိန်ရောက်တော့နေကြစီတန်းကစူဟိုတို့စိတ်မြက်ခုံးတို့ကအားကစားအင်ကြီးအမဲရောင်တွေနဲ့ထိတ်ဆုံးကပြေးလာပြီးရှီယွန်းကတော့အဖြူရောင်အင်ကြီးနဲ့ပါဘာလို့လဲတော့မသိပါဘူးဆက်ကရိုင်ရေးရင်အင်ကြီးမတူတာကိုအပြစ်ရှာပြီးတမင်ပြောပြတဲ့သဘောပါပဲကျောင်းသားတွေကရှီယွန်းကိုနောက်ပြောင်နေကြပြီးဒါဟိုကဖက်နဲ့ပြစ်ပေါက်ပြီးတတိပေးလိုက်ပါတယ်ဒါပေမဲ့ကျောင်းလူမိုက်တွေရဲ့မြောက်ဦးကယွန်းရှီယွန်းစီကိုပဲတဲ့ကြီးဥတီလာနေတာပါသူတို့တွေအဝေလဲခန်းထဲမှာထိတ်တိုက်တွေးတော့ရှီယွန်းကသူ့ကိုမနှောက်ယှက်ဖို့ကိုပဲတောင်းဆိုခဲ့ပါတယ်ဆရာတွေတိသွားတာတော့ဘာမှမဖြစ်ဘူးလို့ပြောခဲ့ပေမဲ့ပြဿနာကတွေတောင်းနေပြီးမသွားခဲ့ပါဘူးစိတ်မြက်ခုံးကမူရစ်စေးတစ်မျိုးဖြစ်တဲ့တိုဆေးကိုတုံးပြီးရှီယွန်းကိုပိုနှောက်ယှက်ဖို့လုပ်လိုက်တာပါပဲအဲ့ဒါကတော့ဆက်မေးဝဲနေကြီးမှာမို့ရှီယွန်းရဲ့ဒေါသတွေကအဆုံးအစွန်ထိရောက်ရှိလို့သွားပါပြီအင်အားနဲ့ပေမဲ့စားတော်တဲ့ចောင်းသားမို့ physics ရဲ့သဘောတရားတွေကိုလက်တွေ့အသုံးချပါတော့တယ်နျူတန်ရဲ့ဒုတိယနိယာမဖြစ်တဲ့ F = ma F က force r mass က mass တူတဲ့ a က acceleration အရှိန်ဆိုတဲ့ပုံသင်နည်းကိုအသုံးချပြီးလက်သီးထက်ပြင်းတဲ့ဒုတဲ့ကြီးမားတဲ့အစာအုပ်ကိုအသုံးချကအရှိန်ကိုမြင့်တင်လိုက်ပြီးစိတ်မြက်ဖုံးပေါ်ထိနိုင်တဲ့အားကိုပို့ပြင်းအောင်လုပ်ပြီးထိုးလိုက်ပါတော့တယ်တစ်ဖက်မှာလည်းအလင်းငိုက်ဖန်းကလက်ထဲကဘောပင်နဲ့စိတ်မြက်ခုံးရဲ့တပည့်ဗလာကြီးရဲ့လက်ကိုဘောပင်နဲ့ထိုးဆိုင်လိုက်ပါတယ်စိတ်မြက်ခုံးရဲ့မျက်နှာကိုခန်းစည်းနဲ့ပတ်ပြီးငိမ့်အောင်ထိန်းကဇက်တိုက်ထိုးနေတာမို့စိတ်မြက်ခုံးမျက်နှာကတော့စုပ်ပြတ်သက်ပြီးရစရာမရှိပါဘူးငိမ့်လာတဲ့ចောင်းသားကဘာဖြစ်လို့ရုတ်တရက်ဒီလိုဖြစ်သွားတာပါလဲဒါကမူရစ်စေဝါကြောင့်မှာအဲ့ဒီမူရစ်စေဝါကတော့ရှီယွန်းကိုနှောက်ယှက်ဖို့အတွက်တမင်အသုံးချခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီချိန်မှာစူအိုကဝင်လာပြီးတားရင်ရှီယွန်းကတော့တားလို့မရတော့ပါဘူးစူအိုကိုပါချပြီးပြဿနာတွေကဘလောက်ထိတောင်ကြီးသွားမယ်မှန်းစားလို့ခံနေပါတယ်